ရှင်ဒီနေ့ကတော့ JK တို့ရဲ့ Miss Grand International 2025အောင်မြင်စွာပြီးဆုံးသွားပါကြောင်းကြေညာအပ်ပါတယ်ရှင်အားလုံးပဲ JK ကိုအစားကနေအဆုံးအထိအင်တိုက်အားတိုက်အားပေးပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်လည်းအကုန်လုံးအားပင်ပန်းသွားကြပြီပေါ့နော်အဲဖြစ်တဲ့အတွက်ကြောင့်အားလုံးလည်းတည်တည်ချာချာလေးပြန်ပြီးတော့အနားယူဖို့ရအတဲ့ JK တွေကနေပြီးတော့ဒါရက်ခံအပ်ချင်ပါတယ်ပြီးတော့JK ကျေးဇူးတင်ချင်တာလည်းအများကြီးရှိရပေါ့နော်ပထမဦးဆုံးရှေးဦးစွာ JK ကိုဒီပြိုင်ပွဲအစရောအဆုံးရောအားလုံးအဆင်ပြေချောမွေ့စွာပါဝင်ခွင့်ရတယ်လို့ experience တွေအများကြီးခံစားခွင့်ပေးတဲ့ရရှိရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့ဒုတိယအနေနဲ့ကတော့ JK ကိုဒီပြိုင်ပွဲ international stage မှာပြိုင်ဖို့ရန်အတွက် JK ကို opportunity ပေးခဲ့တဲ့ JK တို့ရဲ့တိတ်ချရတဲ့ Miss Grand International or Miss Grand Myanmar Daddy ကိုဆရာမရန်စင်းနော်ကိုလည်းအများကြီးကျေးဇူးတင်တယ်လို့MGM team တွေအရောက်ချင်းစီတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်JK ရဲ့လိုအပ်တဲ့ဟာတွေအကုန်လုံးကိုသူတို့ကအများအားဖြည့်ဆည်းပေးရပေါ့နော်ပြိုင်ပွဲမသွားခင်ဆိုတော့ဆိုလို့ရှိရင်လည်း JK ကိုgym ဟိုသွားခိုင်းတယ်လို့ပြီးတော့ make up ကိုလည်း JK ကိုတိတိကျကျလေးတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတဲ့နောက်ပိုင်းမှာ JK ရဲ့ဒီဝတ်ဖို့ရန်အတွက်နေ့တိုင်းဖြာနေအောင်လုံးဝအသေးစိတ်အနုစိတ်ကြကြချုပ်ပေးတဲ့ JK တို့ရဲ့ချီရတဲ့ဒီဇိုင်နာတွေအကုန်လုံးကိုလည်းဆရာတို့အများကြီးကျေးဇူးတင်ပါတယ်ဆရာတို့ရဲ့လက်မှုလက်ရာကြောင့်ဒါလေး JK ဒီ international stage ပေါ်မှာသူများနဲ့ရှင်လိုက်ရင်တော့လုံးဝမျက်နှာမငယ်ရပဲနဲ့သူများတွေတော့ပြန်အားကြရတဲ့အဆင့်ကို JK တို့ရောက်ရှိအောင်ဆရာတို့ချုပ်လုပ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆရာတို့အားချစ်ပါတယ် thank you so much ပြီးတော့ JK ကိုအခုဒီပြိုင်ပွဲတောက်လျှောက် day 1 MGM ကနေအစအခု MGI အဆုံးလုံးဝအင်တိုက်အားတိုက်အားပေးပေးတဲ့အရောက်ချင်းစီတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်JK ဒီလောက်ဟိုအားပေးခြင်းခံရမယ်လို့လည်းမထင်ထားဘူးပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အားလုံးအများကြီးကျေးဇူးတင်ပါတယ် JK ကိုJK ပွဲလေးအသက်ကိုအလုံးဝတီးတန့်အချိန်ပေးပြီးတော့ကိုယ်အလုပ်ရှိနေရင်တော့မှအလုပ်ကိုစောစောပြီးအောင်လုပ်ပြီးတော့ JK ကိုအချိန်ပေးတဲ့အတွက်ကြောင့်အားလုံးအများကြီးကျေးဇူးတင်ပါတယ်တအားချစ်ပါတယ်JK ကိုလည်းဒီလိုမျိုးအမြဲတမ်းစူးစမ်းဖို့ရန်အတွက် chat box ကနေပဲတစ်ဆင့် TikTok ကနေတစ်ဆင့် Instagram Facebook အားလုံးက JK ကိုအားပေးပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့ JK ရဲ့ဒီ update လေးတွေကိုလည်းအမြဲတမ်း update လုပ်ပေးတဲ့ Miss Grand Myanmar fan page ကိုရောပြီးတော့တခြား JK ကိုအားပေးနေတဲ့ page တွေအများကြီး JK တွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီ page တွေအကုန်လုံးကိုလည်း JK အများကြီးပဲကျေးဇူးတင်ပါတယ်အားလုံးရဲ့ဒီ alert ဖြစ်မှု update ဖြစ်မှုတန်းနဲ့ JK အခုဒီနေရာအထိရောက်ရှိလာတာဖြစ်ပါတယ်ရှင်ပြီးတော့ TikTok မှာဆိုလို့ရှိရင်လည်း JK တို့ရဲ့တိတ်ချရတဲ့အများကြီးပဲပေါ့နော် JK ကိုအားပေးနေတဲ့အကောင့်တွေကနေတစ်ဆင့် JK ရဲ့ဒီနေ့တိုင်း update လေးတွေကိုတင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့လည်း JK ရဲ့ grand sister တွေတခြားလူတွေလည်းအားလုံးကချစ်ခင်ခင်လေးနဲ့သူတို့နဲ့ပေါင်းဖော်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကြောင့်သူတို့ကမြန်မာတွေကတအားဟိုစိတ်ထားကောင်းတယ်တအားစိတ်ထားကြီးရယ်ဆိုတော့သူတို့ကတွေ့ရတယ်ပေါ့နော်အဲ့ဒါ represent လုပ်ခွင့်ရတဲ့အတွက် JK တအားပျော်တယ်ပြီးလို့ရှိရင်အခု JK ရဲ့ mission တစ်ခုဖြစ်တဲ့ strength can be soft and faith can be fierce ပြီးတော့အခါ JK တို့ရဲ့ဒီလူငယ်လေးတွေရဲ့အသက်စံပြနမူနာကောင်းတယောက်ဖြစ်ဖို့ရတဲ့ JK ကြိုးစားခဲ့ပါတယ်အဲ့ဒါအတွက်လည်းဖြစ်ခဲ့ဖို့အတွက် JK မျှော်လင့်ပါတယ်ပြီးတော့အခါ JK ကျေးဇူးတင်စရာဆိုလို့ရှိရင်အခု JK တို့ရဲ့အင်္ဂလိပ်လိုပြောလိုက်မယ်ပေါ့နော် Miss Grand International Sernawad Mommy Teresa Queen CJ and the rest of the queens
especially 2023 first runner-up, our queen, Nini Lin. Mama, thank you so much. I know I'm not just with my Mama Nini Lin solution at JQ. I'm here happy. A couple of years she's on a happy at JQ. Happy that the JQ pure. Ashi. အဲ့ဒီတော့ကျွန်တော် JK အကောင့်ဆုံးလုပ်နိုင်ခဲ့တယ်လို့ JK ထင်ပါတယ်ပြီးတဲ့နောက်ပိုင်းမှာလည်း JK ကို country power လာမလား popular vote လာမလားအနောက်ကနေအများနဲ့အားမငယ်ရပါတော့အခု country power ဆိုလို့ရှိရင် JK တို့ရဲ့ JK တို့ရဲ့မမဖိလစ်ပင်းမမEmma ဆိုလို့ရှိရင်1 and 2ပဲပေါ့နော် JK ကလုံးဝရောက်မနေပါဘူးပြီးတော့ popular vote ဆိုလို့ရှိရင်လည်း4လောက်မှရှိပါတယ်အဲ့ဒါ89နိုင်ငံသားမှာအဲ့ရဖြစ်တဲ့အတွက်ကြောင့်အားလုံးဒီလိုမျိုးအားပေးပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် JK ရဲ့ journey ကိုတစ်လျှောက်ကြည့်ရင်းနဲ့လဲခွန်အားရမယ်လို့ JK မျှော်လင့်ပါတယ် Thank you so much Olive Mom I'll try my very best in all my other activity JK တို့ရဲ့ဒီ MGM 2026အတွက်လဲ JK အားစိတ်လှုပ်ရှားနေပါပြီ။ဘာလို့လဲဆိုလို့ရှိရင် JK တို့ရဲ့ဒီ team ကSir Noah ကိုပြင်ဆင်ခေါ်ရမယ့်ပုံပါ2020အခုဒီ JK တို့လုပ်ခဲ့တဲ့ဒီ production ကိုမီအောင် JK တို့လုပ်မှာဖြစ်ပါတယ်ရှင်ပြီးတော့လဲ JK ဒီနောက်ပိုင်းမှာလဲ JK ရဲ့တိတ်ချရတဲ့ music နဲ့လဲဆက်ပြီးတော့လုပ်သွားမှာဖြစ်တယ်လို့အားစိုက်ဆရာရှိ JK ရဲ့စာမေးပွဲလဲရှိပါတယ်အဲ့ဒီတော့ JK အားစိုက်မှာမလို့အားလုံးပဲ JK ရဲ့တခြင်းထွက်လာပြီးရှိတော့အဲ့ဒါကိုလဲကြည့်ရှုအားပေးဖို့ရတဲ့ JK တင်လာပြီးတော့တောင်းဆိုချင်ပါတယ် Yes congrats to the whole team JK အခု chocolate စားလို့ရတာပါပြီနောက်ဆုံးတော့ chocolate စားလို့ရတာပါပြီအရင်ကလည်းစားပါတယ်တိတ်မစားရပါတော့ဒါပေမဲ့အခုကတော့တည်တည်ချာချာစားလို့ရတာပါပြီအားလုံးအများကြီးကျေးဇူးတင်ပါတယ် JK ကိုဒီအလုပ်ရှုပ်နေတဲ့ဂျားကနေတော့ JK ကိုအားပေးပေးတဲ့အတွက် JK အတွက်ရုန်းကန်ပေးနေတဲ့အရောက်ချင်းစီတိုင်းဟိုအများကြီးကျေးဇူးတင်ပါတယ်အခု JK တွေ့တယ်လို့ဆိုလို့ရှိရင် JK ရဲ့ Instagram ကို follow ဖို့ JK ရဲ့ဒီ Facebook page တွေရောဒီ post တွေရော follow ဖို့ရတဲ့အားလုံးက in တိုက်အားတိုက်လူကိုယ်တိုင်နေရာအရက်ကိုတွားပြီးတော့အခုညီလိုက်တောင်းနေ JK ရဲ့အတွက်အားစိုက်ထုတ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကြောင့်မြန်မာနိုင်ငံလုံးဝမျက်နှာမငယ်ခဲ့ရပါဘူးရှင်JK တို့ရဲ့မြန်မာဆိုတာဒါပါဆိုတာချပြလက်နိုင်ခဲ့ပါပြီရှင်အားလုံးကလည်းအခု JK မထင်ထားဘူးပေါ့နော်JK တို့ဒီ top 22ဟို announce လုပ်ပြီးတဲ့နောက်မှာ JK တို့အောက်ဆင်သွားတဲ့အချိန်မှာ JK ရဲ့တငယ်ချင်းတွေကမျက်လုံးပြူးပြီးတော့ JK ကိုကြည့်ရပါတော့ JK ကဘာဖြစ်လို့လဲပြောမေးချီတော့သူတို့ကငါနဲ့ပါမယ်ထင်နေရတယ်လို့အိုးတကယ်ကြီးအဲ့ဒါပြောတယ်ဟုတ်တယ်တမီးကအေးဘာလို့ပါမယ်လို့ထင်တာတော့လေအဲ့လိုမေးကြည့်လိုက်တော့သူတို့ကပြောရဒီပထမနေ့ကလေးတဲ့ day 1ကလေး JK ကိုတွေ့ကြတဲ့ JK က top 10ပါမယ်လို့ထင်ထားတာတဲ့အဲ့ဒါ JK ကလည်းJK တို့ရဲ့JK ရဲ့ destiny ကဒီလိုပေါ့နော်ဒါမဲ့ဒါကတော့အစခြေလမ်းတစ်ခုပဲရှိပါသေးတယ်ဒီထက်မက JK အများကြီးပဲဆက်ကြိုးစားသွားမယ်လို့ JK အမြဲတမ်းပြောတဲ့အတိုင်းပဲကိုယ့်ရဲ့ဘဝမှာကိုမမလုပ်လို့ရှိရင်လုံးဝဖြည့်ဆည်းလို့မရတဲ့နေရာတနေရာအမြဲတမ်းရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်မ Emma Mary Tickler ကသူ့ရဲ့နေရာမှန်ကိုရသွားပါပြီ winner MGI 2025ရဲ့ winner ရသွားပါပြီသူကလည်းနှစ်တိုင်းစူးစမ်းနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့် JK လည်းမ I'm very happy for you sister Emma Mary Tickler JK တို့တော့မနှုတ်ဆက်လိုက်ရဘူးပေါ့နော်သူကJK တို့ဒီ grand sister တွေက89ယောက်ဆိုတော့စင်ကလည်းအရှိမသွားဖို့မဆန်လေနော်ဆိုတော့အခါ JK တို့ကလည်းလှုပ်ရှားရရှိတော့ကားပေါ်တဲ့အမှာတွေနဲ့ဆိုတော့အခါ JK တွေ့လို့ရှိရင်လည်းတွေ့လို့ရှိရင် congratulate တော့လုပ်လိုက်ရပါမယ်ရှင်ဟုတ်ကဲ့အဲ့ဖြစ်တဲ့အတွက်ကြောင့် JK ရဲ့နေရာတနေရာ
ဟို JK တနေ့ရောက်မယ်လို့လည်း JK အမြဲတမ်းယုံကြည်ပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်လည်းအခု JK ကိုချိနေတဲ့မိဘပီတူညီကိုမောင်နှမတွေအားလုံးလည်း JK ပြောချင်တာကတော့ခုနအတိုင်းပဲပေါ့နော်ကိုယ့်ရဲ့ဘဝမှာကိုမမလုပ်လို့ရှိရင်လုံးဝမရတဲ့နေရာတနေရာအမြဲတမ်းကိုစီရှိပါတယ်အဲ့တနေရာကလုံးဝကိုယ်နဲ့ suitable ဖြစ်မယ်ကိုယ့်ရဲ့အပျော်ဆုံးနေရာတစ်ခုဖြစ်မယ်အဲ့လိုရှိပါတယ်အဲ့ဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲဆက်ပြီးတော့ကြိုးစားကြရအောင် fighting for Myanmar အခု MGM 2026လဲလာတော့မှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲ stay tuned fighting အားလုံးအများကြီးကျေးဇူးတင်ပါတယ်JK ကိုခုနMGM team မှာလည်းပါရပါတော့အကိုအပါအနော်လမှုတို့ cameraman တွေအားလုံးရော JK တို့ရဲ့ team တွေအားလုံးရော JK အများကြီးကျေးဇူးတင်ချင်တယ် I also want to thank Miss Grand International crew for always taking care of us and all the sponsors for giving us purple free luggage and also skincare products and a lot more. Thank you so much for that. Love you guys so much and I can't wait to see your 2026 performance. Same goes to Miss Universe. What? And Mommy Teresa, Queen CJ, and everyone else. Thank you so much. Alo amyai jesu timare. Tanai le ko episode ka. Alo le beman jara me lo JK timare ba le solution country power popular vote. Asema piat la ni ra mu lo JK ဟိုဒီလိုအပေးပေးတဲ့အများကြီးကျေးဇူးတင်တယ်လို့အားလုံးနဲ့ကျမရေများကိုဂရုစိုက်ပြီးတော့အနာယူကြပါအောင်ရှင်လို့ပြောချင်ပါတယ်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ် JK တို့ရဲ့နောက်ထပ် journey မှာလည်းအတူတူဆက်ပြီးတော့ကြိုးစားကြရအောင်ရှင် Love you so much guys good night